နောင်ချိုမြို့နယ်တွင်မြို့နယ်အဆင့်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲခရိုင်နောင်ချိုမြို့နယ်၌တဘာဝပတ်ဝန်းကျင်စိမ်းလန်းစုပြေပြီးရာသီဥတုညီညွတ်မျှတစေရန်တစ်တောတယံဇာတများရေရှည်တည်တံ့စေရန်တစ်တောတစ်ပင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍မြို့နယ်တစ်တောဦးစီးဌာနမှမြို့နယ်အဆင့်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုဇွန်လ21ရက်နေ့နက်9:00 နာရီချိန်ကမြစ်ချနုအုပ်စုနောင်ဩကျေးရွာရှိအခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ရှေးဦးစွာနယ်မြေခံတပ်နယ်မှဒုတိယဗိုလ်မှူးကြီးရဲရင်ရန်၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစီသူလင်းမြို့နယ်ရဲတပ်ဖွဲ့မှမြို့နယ်တစ်တောဦးစီးအရာရှိတို့မှပြိုးပင်များပေးအပ်ရာဌာနဆိုင်ရာများမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်လူမှုရေးအသင်းဖွဲ့တို့ကလက်ခံရယူခဲ့ကြပါသည်။ထို့နောက်မိုးရာသီစုပေါင်းတစ်ပင်စိုက်ပျိုးပွဲတော်တွင်ကျွန်း100ပင်ခါတော်မီ100ပင်မဟော်ဂနီ200ပင်ခရီ100ပင်စိန်ပန်း100ပင်ပတောက်100ပင်စုစုပေါင်းပြိုးပင်900ပင်အားနယ်မြေခံတပ်နယ်မှဒုတိယဗိုလ်မှူးကြီးနှင့်တာဝန်ရှိသူများလွှတ်တော်ကိုယ်စားလှယ်များမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်တစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများဌာနဆိုင်ရာများမြို့နယ်မျိုးသမီးရာအဖွဲ့မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းသားကျောင်းသူများလူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား900ဦးတို့ဖြင့်စီကားတိုက်မြိုက်စွာစိုက်ပျိုးခဲ့ကြကြောင်းမြို့နယ်တစ်တောဦးစီးဌာနမှသိရှိရပါတယ်ခင်ဗျာ